အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမတို့ VA ကိုပိုင်ထက်တန်းကြောင်းရဲ့ညဘက်ကောင်းကင်မြေလေးလာရေး Night Sky Observation အစီအစဉ်လေးကြောင်းတင်ဆက်ပေးသွားမှာပါ Grade 10 Physics အခန်း7 Quantum Mechanics ထဲက Evolution of Visible Universe အကြောင်းကိုစာအုပ်ထဲမှာတင်မဟုတ်ပဲလက်တွေ့ကောင်းကင်မြေကိုကြည့်ပြီးလေ့လာခဲ့ကြတာဖြစ်ပါတယ်ကျမတို့23ရက်နေ့ကြာက Skyward Application ကိုအသုံးပြုပြီးတော့ကောင်းကင်မှာမြင်တွေ့နေရတဲ့ Jerry ရဲ့အမည်တွေအကွာအဝေးတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ဥပမာကျမတို့ဆွဲထားတဲ့ map ထဲမှာဆိုရင်တောက်ပနေတဲ့ Bellyတို့ Sirius တို့အပြင်အခြား Jerry အများကြီးကိုမှတ်သားနိုင်ခဲ့ပါတယ်စကြဝဠာကြီးကဘလောက်တောင်ကျယ်လဲဆိုရင်ကမ္ဘာကနေခြေစလုံးစီအကွာအဝေးကိုကီလိုမီတာနဲ့အောင်တိုင်းလို့မရတော့ပါ။ဒါကြောင့် light year ဆိုတဲ့ unit ကိုသုံးပါတယ်။အလင်းဟာတစ်နှစ်အတွင်းမှာ 9.46 into 10 power 12 ကီလိုမီတာမိုင်ပေါင်း 9.88 trillion မိုင်အကွာအဝေးထိသွားနိုင်ပါတယ်။ကျမတို့23ရက်နေ့ညကကြည့်ခဲ့တဲ့ကျယ်တွေဟာကျမတို့စီကနေအလင်းနေရာနဲ့ရှိဝေးနေကြတာပါ။ဒါဟာကျမတို့အခုမြင်နေရတဲ့ကျယ်လင်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတိတ်စီကနေလာခဲ့ရအောင်ဆိုလိုတာပါပဲ။ဒါတွေကိုကြည့်ရင်လည်းကျမတို့တင်နေရတဲ့စကြဝဠာရဲ့စင်ကဲဖြစ်စဉ် Evolution of Universe ကိုပိုပြီးမြင်အောင်လာခဲ့ပါတယ်။ကျယ်တလုံးစီကနေလာတဲ့အလင်းတန်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကခီးနှင်လာခဲ့ကြတာဖြစ်လို့အခုကျမတို့မြင်နေရတာဟာစကြဝဠာရဲ့အတိတ်ကိုပြန်ကြည့်နေရတဲ့အတူတူပါပဲ။ဒီလိုလက်တွေ့လာရတဲ့အတွက်စကြဝဠာကြီးရဲ့ကျယ်ပြောပုံနဲ့ဖြစ်တည်လာပုံတွေကိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာစေပါတယ်။အခုတော့ကျမတို့လေ့လာထားတဲ့အချက်လက်တွေကိုတည့်ရဲနဲ့ Sky Map ပြန်ဆွဲနေတာပါ။ဒါကတော့ကျမတို့ရဲ့ Sky Map လေးပဲဖြစ်ပါတယ်။ Neptune နဲ့ Uranus ဂျိုဂျီနှလုံးကိုလည်းတွေ့ခဲ့ရပါတယ်။အလင်းနဲ့တောင်ဝေးတဲ့ကျိတ်တစ်လုံးကိုလည်းတွေ့ခဲ့ရပါသေးတယ်။အဲ့ဒါအပြင်ကောင်းကင်မှာအတောက်ပါဆုံးဖြစ်တဲ့ Sirius ကျယ်ကိုလည်းအရှိတောင်ဘက်မှာတွေ့ခဲ့ရပါတယ်။အခုဆိုရင်ကျမတို့ Skyward Application ကနေနေရာဖွဲ့စည်းတဲ့ကိုဝင်ကြည့်လိုက်ရအောင်။ကျမတို့ရဲ့နေဖွဲ့စည်းမှာဂျိုဂျီလုံးရှိပါတယ်။ Mercury ဗုဒ္ဓဝုဂ်ဂျိုနေနဲ့အနည်းဆုံးဖြစ်လို့နေကိုတစ်ပတ်ကို88ရက်ပေးကြပါတယ်။ဒီဂျိုကနေဥပတ်တာအများဆုံးဖြစ်တာကြောင့်ရောမနတ်ဖျား Mercury ကိုအဆွဲပြုပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဒီနေ့တာကကမ္ဘာရဲ့ပေါင်း19ရက်လောက်ကြာနေတဲ့တာကထူးခြားချက်ပေါ့။ Venus တောက်ကြဂျိုအရန်ပူပြင်းပြီးကာဗွန်ဒိုင်အောက်ဆိုက်တွေနေတဲ့ဂျိုပါသူ့မှာလာလုံးဝမရှိပါဘူး။ဒီဂျိုကတော့ကောင်းကင်မှာတိတ်ကိုတောက်ပါပြီးလှပလွန်းတာကြောင့်အလနတ်ဖျားမှာ Venus အမည်ကိုအဆွဲပြုပေးခဲ့တာပါ။နေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့25ရက်ကြာပါတယ်။ Art ကဘာဂျိုကျမတို့ရဲ့အိမ်ပေါ့နေကိုပတ်ဖို့365ရက်ကြာပြီးလာတစ်စင်းရှိပါတယ်။ကဘာကတော့ Green နတ်ဖျားရောမနတ်ဖျားအမည်မဟုတ်တဲ့တခုတည်းသောဂျိုပါ။အင်္ဂလိပ်စကားလုံးအာသာမြေကြီးကနေလာတာပါ Mars အင်္ဂါဂျိုကနေရဲနေတာကြောင့်သွေးချောင်းရှိတဲ့စစ်ပွဲတွေကိုကစားပြုတဲ့စစ်နက်ဖျား Mars အမည်ကိုပေးခဲ့တာပါဒီဂျိုမှာလာနှစ်စင်းရှိပါတယ် Phobos Deimos တို့ဖြစ်ပါတယ်နေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့689ရက်ကြာပါတယ် Jupiter ကြာတာပလေးဂျိုနေအဖွဲ့အစည်းမှာအကြီးဆုံးဂျိုကြီးဖြစ်တာကြောင့်ရောမနတ်ဖျားတွေရဲ့ပြီးရင်Jupiter ကိုအဆွဲပြုပေးခဲ့ရပါသူ့မှာလာပေါင်း90ကျော်ရှိပြီးနေကိုပတ်ဖို့12နှစ်နီးပါးကြာပါတယ်Saturn စနေဂျိုလပရဲ့ဂျိုကပတ်ကွင်းကြီးတွေရှိပြီးလပေါင်း140ကျော်နဲ့လအများဆုံးပိုင်ဆိုင်ထားတဲ့ဂျိုပါဂျူပီတာရဲ့အဖေလေးဖြစ်တယ်လို့ Uranus နဲ့ Neptune ကိုအတွေ့အကြုံကကောင်းကင်မှာအနည်းဆုံးရွေ့လျားတဲ့ဂျိုလို့သတ်မှတ်ပြီးတော့အချိန်ကိုအစိုးရရဲ့နဖျားအဖြစ်တင်စားခဲ့ရပါနေကိုပတ်ဖို့29နှစ်ပဲကြာပါတယ် Uranus အေးခဲနေတဲ့အေယာမဂျိုကြီးဖြစ်ပြီးနေနဲ့အရန်ဝေးရကြောင်းနေကိုတပတ်ပတ်ဖို့ဆိုရင်84နှစ်ကြာပါတယ်ဒူရီကောင်းရဲ့နဖျားအမည်ကိုဆွဲပြုပေးတာဖြစ်ပါတယ် Neptuneဒီဂျိုကအပြာရောင်တောက်လေးဖြစ်နေပြီးပင်လယ်ပြင်ကြီးနဲ့တူတာကြောင့်ရောမပင်လယ်နှစ်ဖျားအမည်ကိုပေးဟာဖြစ်ပါတယ်။နေကိုတပတ်ပတ်ဖို့ဆိုရင်165နှစ်အထိကြာမြင့်ပါတယ်။ဒီနေရာမှာကျမတို့မေ့ထားလို့မရတာကပလူတိုပါ။1930မှာသူ့ကိုကိုလုံးမြောက်ဂျိုအဖြစ်ရှာဖွေတွေ့ရှိခဲ့ပေမဲ့2006ခုနှစ်မှာ International Astronomical Union ကသူ့ကိုဂျိုအဖြစ်ကနေပယ်ထုတ်ပြီး Dwarf Planet ဂျိုအသိအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဂျိုတစ်ခုဖြစ်ဖို့သတ်မှတ်ချက်3ခုတွေကမိမိပတ်လည်တစ်ခုလုံးကိုရှင်းလင်းထားနိုင်ခြင်း clearing the neighborhood ဆိုတဲ့အချက်နဲ့မကိုက်ညီလို့ပါ။ဒါကြောင့်အခုဆိုရင်ကျမတို့ရဲ့နေဖွဲ့စည်းမှာဂျိုးရှင်းလုံးမရှိပါတော့ဘူး။ကျမတို့ရဲ့စကြဝဠာကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း13.8ဘီလီယံခန့်က Big Bang လို့ခေါ်တဲ့မဟာပေါက်ကွဲမှုကြီးကနေစတင်ခဲ့တာပါ။အစပိုင်းမှာတော့အလွန်ပူပြင်းပြီးအမုံလေးတွေပဲရှိရာကနေဆွဲငင်ရကြောင့် Jerry, Jury နဲ့ Galaxy တွေဖြစ်လာခဲ့တာပါ။ကျမတို့မြင်နိုင်တဲ့ Visible Universe ရဲ့အချင်းကအလင်းနဲ့93ဘီလီယံခန့်ရှိတယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒီနေ့လေ့လာမှုကတော့ကျမတို့ကစကြဝဠာကြီးရဲ့အစိတ်အပိုင်းအလွန်သေးငယ်တဲ့အမုံလေးတွေဆိုတာသိခဲ့ရတယ်လို့ Physics ဘာသာရဲ့စိတ်ဝင်စားစရာကောင်းမှုကိုလည်းပုံမှန်နားလည်ခဲ့ရပါတယ်။ Physics ဆိုတာစာအုပ်ထဲမှာမဟုတ်ပဲကျမတို့ကောင်းမှုကကောင်းကင်ကြီးထဲမှာလည်းရှိနေတာပါပဲ။ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်